ကျွန်တော်တို့လက်ထဲက smartphone တွေခင်မီတိုက်လျင်တွေနဲ့အနာဂတ်ရဲ့လျှက်စစ်ကားတွေဒီပစ္စည်းတွေအားလုံးရဲ့နောက်ွယ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေလူနေကြတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့မြေရှားသတ္တုပါပဲ။လူအများစုကဒါကိုရွှေဒါမှမဟုတ်စိတ်တွေလောက်မသိကြပေမဲ့တကယ်တော့ဒါဟာ21ရာစုရဲ့စစ်မှုလုံကန်းသုံးရွှေဖြူလို့တင်စားရလောက်အောင်အဖိုးတန်လွန်လာပါတယ်။နာမည်ကမြေရှားလို့ဆိုပေမဲ့တကယ်တမ်းမြေကြီးထဲမှာရှာရခဲနေတာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့ပြဿနာကသူတို့ဟာတခြားတတ်ထူတွေလိုအစုလိုက်အပြုံးလိုက်မရှိပဲမြေပြင်အနှံ့မှာအရန်ကိုနဲပါတဲ့ပမာဏနဲ့ပြန့်ကျဲနေတတ်ပါတာ။သူတို့ကိုတန့်စင်အောင်ခွဲထုတ်ဖို့ဆိုတာအလွန်ခက်ခဲတယ်လို့ဤပညာလည်းအင်မတန်မြင့်မားဖို့လိုအပ်ပါတယ်။ဒါကြောင့်ပဲမြေရှားတတ်ထူ rare earth elements လို့ခေါ်ကြတာပါ။ ဒီတတ်ထုတွေကဘာလို့ဒီလောက်အရေးပါရတာလဲသူတို့မှာထူးခြားတဲ့တန်လိုက်တာနဲ့အလင်းပြန်နိုင်စွမ်းနေရှိပါတယ်သင်ဖုန်းထဲကစပီကာသေးသေးလေးကနေအတန်းကျဲကျဲထွက်လာဖို့ဖုန်းစကရင်ကအယောင်သွေးစုပြီးဖို့ပြီးတော့ကန်ဆာရောဂါရှာဖွေတဲ့ MRI စက်တွေနဲ့အနာဂတ်ရဲ့စွမ်းရည်တဲ့လိအားလျက်စစ်တာပိုင်းတွေအထိဒီတတ်ထုတွေကမရှိမဖြစ်ပါပဲပိုပြီးကြောက်စရာကောင်းတာကခေတ်မီဒုံးကြီးလမ်းညွှန်စနစ်တွေနဲ့ကိုပြောက်တိုက်လျင်တွေမှာလည်းဒီကောင်းလေးမပါရင်မပြီးပါဘူးဒီနေ့ကမ္ဘာဈေးကွက်ကိုကြည့်ရင်တရုတ်နိုင်ငံကဒီတတ်ထုထုတ်လုပ်မှုကိုအပြတ်အသတ်စိုးမိုးထားပါတယ်ဒါအပြင်အမေရိကန်နဲ့ဩစတြေးလျတို့မှလည်းထွက်ရှိသလိုကျွန်တော်တို့မြန်မာနိုင်ငံဟာလည်းကမ္ဘာမြေရှားတတ်ထုထုတ်လုပ်မှုမှာထိပ်တန်းစည်းရင်းဝင်နိုင်ငံတစ်ခုဖြစ်နေပြန်လာတယ်ဒါပေမဲ့ဒီလိုတူးဖော်မှုတွေရဲ့နောက်ွယ်မှာပေးဆက်ရတဲ့တန်ဖိုးကလည်းမနှဲလာပါဘူးတတ်ထုတတန်ရဖို့အတွက်မြေကြီးတန်ပေါင်းထောင်းချီကိုတူးလန်ရပါတယ်တန့်စင်တဲ့တတ်ထုရအောင်အင်မတန်ပြင်းထန်တဲ့ acid တွေနဲ့ဆေးကြောရတယ်လို့ဘေးထွက်ဆိုးကြိုတွေနဲ့ရေဒီယိုတက်တိကြွမှုတွေပါထွက်လာတတ်ပါတယ်စနစ်တကျမစီမံနိုင်ရင်တော့မြေကြီးလွာနဲ့ရေထုဟာဆယ်စုနှစ်ပေါင်းများစွာအထိအစိတ်တင့်သွားနိုင်ပါတယ်ကျွန်တော်တို့ခေတ်မီတဲ့ပစ္စည်းတွေသုံးနိုင်ဖို့တဘာဝတရားကြီးကတော့အကြီးအကျယ်ပေးဆံနေရတာပါဤပညာတွေတိုးတက်ဖို့အတွက်မြေရှားတတ်ထုကမရှိမဖြစ်လိုအပ်တာမှန်ပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကရင်လေးစရာဖြစ်နေပါတယ်ဒီနေရာမှာကျွန်တော်ကြီးစုစုတွေကိုမေးခွန်းတစ်ခုမေးချင်ပါတယ်အနာဂတ်ဤပညာတွေပုံပုံမြင်မာလာဖို့အတွက်အခုလိုတဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုမလွှဲမရှောင်သာပေးဆက်မှုတစ်ခုအနေနဲ့ပဲလက်ခံသင့်သလားဒါမှမဟုတ်တဘာဝပတ်ဝန်းကျင်ကိုငဲ့ညာပြီးဒီလိုထုံးလုပ်မှုတွေကိုတားမြစ်သင့်သလားသင်တို့ရဲ့အမြင်ကို comment မှာရေးသားဆွေးနွေးပေးသွားကြပါဦး